အဲ့ဒီလက်မှတ်တစ်ခုရှိရုံနဲ့အဲ့ဒီ Ocean Park area တွေမှာရှိတဲ့အဆောက်အအုံတွေကိုအားလုံးကိုဝင်လို့ရပါတယ်ဒီချင်းလုံးစကားအဆောက်အအုံတွေကတော့ Biodome လို့ခေါ်တယ်ပေါ့နော်တွားသွားတဲ့တဝါတွေငါးတွေငှက်တွေကိုအဓိကပြထားပါတယ်ထဲမှာပေါ့နော်ဒီလိုမျိုးကလေးတွေနဲ့လည်းတွေ့ရတဲ့ service တွေပေးထားပါတယ်ပေဆို900မြန်မာငွေနဲ့ဆိုလို့ရှိရင်26,000ဝန်းကျင်လောက်နဲ့ပေါ့နော်တွေ့လို့ရပါတယ်တခြားတော့ငွေတွေပုတ်တင်ငွေတွေမှတ်တွေအများကြီးနဲ့လည်းတွေ့ရတဲ့ service တွေရှိပါသေးတယ်ဒီအပြင်မဲ့ချမ်း area နေပြီးတော့ထဲထဲကိုဝင်လိုက်တော့မယ်ဆိုလို့ရှိရင်ဒီလိုမျိုးအစင်စင်လိုက်ကားတွေတန်စကားတွေနဲ့ကားထားပါတယ်အထဲထဲမှာကျတော့သူတို့ကငှက်ကလေးတွေကိုကျတော့လောင်တည်းလေးတွေနဲ့ထားတာမျိုးမဟုတ်ဘဲနဲ့ဒီလိုမျိုးပေါ့နော်ဧည့်သည်ကတိုက်ရိုက်မြင်တွေ့နိုင်တဲ့ပုံစံမျိုးနဲ့သူကထိန်းသိမ်းထားပါတယ်ဒီဘောကနေကြည့်လိုက်တဲ့အချိန်မှာအောက်မှာပုတ်တင်လေးနှစ်ကောင်တက်ထားတော့တွေ့ခဲ့ရတယ်ပေါ့နော်ဒါကတော့ချင်းလုံးစကားပေါ်ဇီးရနေပြီးတော့ပေါ့နော်ရိုက်ထားတဲ့ view ပါနောက်ခိုလေးတွေလည်းလူလက်လက်သူ့ဘာသာသူပြင်နေကြတယ်အဲမှာဘန်လာပင်တွေတရက်ပင်တွေကိုအဓိကတွေ့ကြရပါတယ်နောက်ဒီရှောက်လမ်းမှာဆိုလို့ရှိရင်လည်းအရင်တုန်းကတော့ zip line စီးတယ်ပေါ့နော် zip line adventure ဆိုတဲ့နေရာရှိခဲ့တယ်ဒါပေမဲ့အခုကျတော့အဲ့ဒီ service ကမရှိတော့ဘူးပေါ့နော်ချင်းလုံးစကားအထဲထဲမှာသူတို့ကတော့ကလေးတစ်ခုကိုဖန်တီးထားသလိုမျိုးပေါ့နော်သူပင်ကိုအများကြီးဆက်ပေးထားတယ်အဓိကဧည့်သည်တွေလမ်းလျှောက်တဲ့အခါမှာလည်းစိမ့်ဆူလမ်းဆန်းမှုခံစားရတယ်တဘာဝအတိုင်းပဲငှက်ကလေးတွေကလည်းနေထိုင်လို့ရတယ်ပေါ့နော်ဒါကတော့သူတို့ zip line စီးတဲ့အရင်တော့စားပစ်ပေးခဲ့တဲ့နေရာပေါ့နော်အခုကတော့ရက်ထားတယ်ငှက်ကလေးတွေကလည်းတော်တော်လေးကိုလူရင်ပါနေကြပြီပေါ့နော်ဒီငှက်ကလေးတွေနဲ့တက်ဖို့တူတွေ့ရိုက်ချင်တယ်ဆိုလို့ရှိရင်လည်းပဲဆို900နဲ့ကိုယ့်ရဲ့လက်ထဲမှာနေကြစီလေးကျွေးပြီးတော့အဲ့ဒီငှက်ကလေးတွေကလာစားနေတဲ့ပုံလေးတွေကိုတက်ပုံလိုက်လို့ရတယ်ပေါ့နော်ဒါတော့ဒီငှက်ကလေးကဧည့်သည်စီကနေပြီးတော့နေကြစီကျွေးမလားဆိုပြီးတော့အစာတောင်းနေတာပေါ့နော်ဧည့်သည်စီကနေပြီးတော့နေကြစီမရှိရင်နားမလာဘူးနေကြစီရှင်တော့ချက်ချင်းလက်ပေါ်ပြင်ပြီးတော့လာတယ်ပေါ့နော်ဒီနေရာလေးကကြတော့ဘောင်တုံးဘက်မှာရှိတဲ့အမှတ်တရပစ္စည်းတွေရောင်းတဲ့ souvenir shop လေးပေါ့နော်အဓိကတော့မနီလာ Ocean Park လို့ရေးထားတဲ့ label လေးတွေပါတယ်ရှက်အင်ဂျီတို့ကီချင်းလေးတွေရုပ်ကလေးအမွှေးပွားရုပ်ကလေးတွေကိုဝယ်လို့ရပါတယ်ကီချင်းလေးတွေဆိုလို့ရှိရင်တစ်ခုကိုပဲဆို200-250အစားစားနဲ့ဝယ်လို့ရပါတယ်ရာတို့ကလည်းဒီငှက်ကလေးကိုအစာကျွေးနေတဲ့ပုံအမှတ်တရပုံလေးကိုရိုက်ခဲ့ပါတယ်Ocean Park ကိုရောက်ပြီဆိုတာနဲ့ဝင်ပေါက်ကနေ area ကနေပြီးတော့ချိန်ထားတာပဲဖြစ်ပါတယ်ညာဘက်ချမ်းမှာကကြတော့ Biodome ရှိပြီးတော့ဘယ်ဘက်ချမ်းမှာကကြတော့ငှက်ကလေးတွေဖြ
ခြံလေးတွေကတဲ့ရှိုးရှိတယ်ပေါ့နော်အဲ့ဒီရှိုးကိုလည်းစောတာတော့ဝယ်ထားတဲ့လက်မှတ်နဲ့ပဲဝင်ကြည့်လို့ရပါတယ် အဓိကလာတဲ့လူတွေကကြတော့ကလေးတွေမိသားစုတွေစုံတွဲတွေဖြစ်ပါတယ် South American sea lion that we have here. And according to our trainer, she is the sexiest. What a shy girl. Her name is Sandra. Together with trainer Johnny, say hello. Now let's continue. So guys, do you have any idea? Up, 2, 3, 4, up, 2, 2. Now this time guys, could you please join our feline friends in need to hear you? Are you ready? Alright, let me count. 1, 2, 3. Salute everybody. Thank you so much. First, 3. Alright, ladies, get those legs. And there you got it. I want to run out front for feline friends. Wake up, ladies, you got your left leg. And they are people there. Alright, later. After the race, go next. We have the ball. So how do you think they get the ball? It's a ball time. They're cool, ladies. Almost there. We say, yeah.
ကျိုးဝဲပြီးသွားတဲ့အခါမှာ main ဆောက်အောင်ဖြစ်တဲ့ Ocean Park area တွေကိုအဆောက်အုံတွေဝင်ကြရပေါ့နော်ဒီ Ocean Park အဆောက်အုံကြီးမှာကြတော့ hotel တွေလည်းသူကဆက်ထားတယ်သူကဝင်လိုက်တာနဲ့အပေါ်ကိုတက်လိုက်ပြီးတော့ဒီလိုမျိုးပေါ့နော်တောအုပ်ကြီးတွေရောက်နေတဲ့ပုံစံမျိုးလေးနွယ်ပင်တွေတစ်ပင်တွေစိုက်ထားတယ်ပေါ့နော်ဒီနားမှာလည်းငါးကန်တတိလေးတွေရှိပါတယ်ဒီငါးလေးကကြတော့ငမန်းမျိုးစိတ်လေးပါသူတခင်ကသူ့ကိုတေချာလေး training လုပ်ထားတယ်တခင်ကလက်ကလေးနဲ့ရေကိုရက်ပြီးတော့ခေါ်လိုက်တယ်ဆိုလို့ရှိရင်ချက်ချင်းကိုပြေးလာတယ်ပေါ့နော်သူတခင်ကလာတဲ့ဧည့်သည်တွေကိုဒီငါးလေးရဲ့အမီးပေါ့နော်အဲ့ဒါလေးပေးကင်တော့ကျန်တို့ကဆမ်းပြီးတော့ကင်ကြည့်ခဲ့ကြပါတယ်ဒါကြတော့ဘေးနားကမမန်းနေကိုထိန်းသိမ်းထားတဲ့ကံပဲဖြစ်ပါတယ်ဒါကြတော့ပင်ငန်းလေးတွေကိုပဲဆို400နဲ့အစာကျွေးလို့ရတဲ့စာပေပေါ့နော်ဒါတော့တန်းစီနေကြတာပါဒီနေရာလေးကကြတော့လေအမတ်တရပစ္စည်းတွေရောင်းနေဆိုင်လေးတွေပေါ့နော်အဓိကကြတော့အမွှေးဖွားရုပ်ကလေးတွေကဒီနေရာမှာပဲရောင်းနေပေါ့နော်တခြားတော့ကျိတ်တွေပစ္စည်းတွေကတော့ပုံမှန်ရှိပါတယ်ဒါကြတော့ Mall of Asia ထဲမှာ shopping ထွက်ရင်းနဲ့ညစာစားကြတာပါသူတို့စီမှာကြတော့ပစ္စည်းတွေတော်တော်လေးစုံနေပေါ့နော် stock ကကြ international taste လား local taste လားပဲယူလို့ရပါတယ်Mall of Asia မှာ shopping ဝယ်ပြီးတဲ့နောက်မှာ Mall of Asia ဘိုင်းတစ်ပင်လို့ခေါ်တဲ့ကလျက်ရှိတဲ့ကမ်းခြေမှာလမ်းလျှောက်ကြပါတယ်။အဲ့ဒီမှာအဓိက signature ကြတော့ချားရဟတ်ကြီးရှိတယ်ပေါ့နော်။စုံတွဲတွေအဓိကစီးကြပါတယ်။